မကို1990ပြည့်နှစ်ဧပြီလ15ရက်နေ့မှာပြင်သစ်နိုင်ငံပါရီမြို့မှာမွေးဖွားခဲ့တာပါအသက်9နှစ်ရွယ်မှာပဲ Harry Potter ရုပ်ရှင်စီရီးတဲက Hermione Granger အဖြစ်ရွေးချယ်ခံခဲ့ရပြီးဒီဇက်ကောင်ဟာသူမရဲ့ဘဝကိုတဆစ်ချိုးပြောင်းလဲပြီးခဲ့ပါတယ်သူမဟာဇကားတဲ့က Hermione လိုပဲတကယ်လက်တွေ့ဘဝမှာလည်းပညာရေးမှာထူးချွန်ပြီးစာဖတ်ဝါသနာပါသူဖြစ်ပါတယ်နမေကျော်ကြားမှုရဲ့ထိတ်ဆုံးကိုရောက်နေတဲ့အချိန်မှာတောင်ပညာရေးကိုလက်မလွတ်ခဲ့ပါဘူး။သူမဟာ American ကထိပ်တန်း Ivy League ကျောင်းတစ်ခုဖြစ်တဲ့ Brown University ကနေအင်္ဂလိပ်စာပေအထူးပြုနဲ့ဘွဲ့ရရှိခဲ့တယ်လို့ Oxford University မှာလည်းပညာသင်ကြားခဲ့ပါတယ်။အခုလိုသာကျွန်မမလုပ်ခဲ့ရင်ကျွန်မကဘယ်သူလဲဆိုတာဘယ်တော့မှသိမှာမဟုတ်တော့ဘူး။ကိုရှာဖွေကိုရဲရင်စွာဆုံးဖြတ်ခဲ့ခြင်း။နှင့်ကျွန်မကစိတ်ရမဟုတ်ပါဘူး။လူသားတစ်ယောက်ပါခံစားချက်တွေရှိခွင့်ရှိသလိုစိတ်ညစ်ရတဲ့နေ့ရက်တွေရှိခွင့်လည်းရှိပါတယ်။၃သင်လုံနိုင်တဲ့အစွမ်းထက်ဆုံးအရာကတော့ကိုယ့်ရဲ့ခံစားချက်အမှန်ကိုရိုးရိုးသားသားဖော်ပြဖို့ပါပဲ။၄ကိုဘလို့အခင်းဆုံးတငယ်ချင်းဖြစ်အောင်လုပ်ရမလဲဆိုတာကျမသင်ယူခဲ့ရတယ်။၅အောင်မြင်မှုဆိုတာသင်ဘာရီရယူနိုင်ခဲ့လဲဆိုတာတည်းမဟုတ်ပဲအဲ့ဒီလုပ်ငန်းစဉ်မှာသင်ဘလို့လူမျိုးဖြစ်လာခဲ့လဲဆိုတာပါပဲ။